ကိုဝင်ကယ်ပေးလိုက်တဲ့အတွက်ကံကောင်းသွားပြီပဲခါဝါကီကတော့သူ့ကိုသာမတိုက်ရင်ပြန်တရားမဲ့သူကသူတို့တွေဖြစ်သွားနိုင်တဲ့အပြင်တာရင်ဖြစ်တဲ့ဘရိုတိုကိုနယ်ရီတိုအဆုံးမတတ်နိုင်ဘူးဆိုတာကိုလည်းတီးရဲ့ခါဝါကီကသူ့အစားလုပ်ပေးမှမလို့ဘေးဘက်နေဖို့ပြောလိုက်ပါတယ်နယ်ရီတိုကလက်မခံမိမဲ့အဲ့အချိန်ဘရိုတိုကပြန်လို့လာခဲ့ပြီးအမတို့ပေးထားတဲ့ဆေးတွေကခါမာကိုယာယီထိန်းထားနိုင်ပြီပဲအမြင့်ပြတ်တော့မပြောက်သွားတဲ့အတွက်နောက်တစ်ချိန်ဘတော်မှအခုလိုမျိုးသူ့အဖေကိုပြန်တက်မိမဲ့အခြေအနေမျိုးမရောက်ဖို့ဆိုရင်ရွေးချယ်စရာတစ်ခုပဲရှိရဲဆိုတာဘရိုတိုကလည်းသဘောပေါက်သွားခဲ့ပါတယ်မမိုရှိကီကသူ့ကိုထိန်းချုပ်သွားရင်ခါဝါကီကိုယ်တိုင်တားပေးမယ်လို့သူတို့ခတိထားခဲ့ကြတာကြောင့်အဲ့ဒီနောက်ဆုံးအစီအစဉ်ကိုအကောင့်ထဲပေါ်နိုင်ဖို့သူ့အဖေကိုအရင်ဆုံးတောင်းပန်လိုက်ပြီးအမေနဲ့ကီမာကိုလည်းနှုတ်ဆက်တဲ့အကြောင်းဘရိုတိုကမှားပေးလိုက်ပါတယ်ပြီးရင်တော့နယ်ရီတိုတားနေတဲ့ကြကဝင်းစတိုင်နဲ့တိုးထုတ်ပြလိုက်ပြီးမမိုရှိကီကိုသူ့ထိန်းချုပ်ထားနိုင်တဲ့အချိန်ခဏလေးအတွင်းမှာအားကိုးလို့ရတဲ့တယောက်တည်းသောသူ့အကိုလက်ထဲမှာတင်လို့ဘရိုတိုကအစင်လေးပြင်ထားလိုက်ပါတယ်ခါဝါကီကလည်းနောက်တော့မနေပဲဘရိုတိုရဲ့ရှင်ဝါကိုတစ်ချက်တည်းနဲ့အဆုံးသတ်ပြလိုက်တဲ့အတွက်အရှာအားလုံးကခဏလောက်တိတ်ဆိတ်သွားခဲ့ပြီးဘရိုတိုရဲ့ခန္ဓာကိုယ်ကလည်းမြေပေါ်ကိုချက်ချင်းပြုတ်ကျသွားတာကိုမြင်လိုက်ရပါတယ်ခေတ္တစရာမရှိတဲ့အဖေတယောက်ရဲ့မျက်စိအောက်မှာတပြေးပြေးနဲ့အရွယ်ရောက်လာခဲ့တဲ့သူ့အချစ်အဆုံးသားလေးကိုဘာမှမတတ်နိုင်တဲ့မျက်စိရှိမှလည်းဆုံးရှုံးလိုက်ရတဲ့နေရာကပြန်ထလာဖို့တူတူပြောနေရင်တာပြည့်သူရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုထွေးပွေထားခဲ့တာဖြစ်ပါတယ်။မထင်မထားတဲ့အချိန်ဒီမှာဘရိုတိုတိတ်ဆုံးသွားတဲ့အတွက်မမိုရှိကီလည်းပြန်မရှင်းနိုင်တော့တဲ့အပြင်ဆယ်မီကိုကျွေးဖို့ဇတိကလည်းမရှိတော့တာကြောင့်ဟုတ်ကခါဝါကီဘက်ကိုလှည့်လာတော့မယ်ဆိုတာတီးရဲ့အေဒါကလည်းအဲ့လိုလုပ်ဖို့စဉ်းတော့မစဉ်းစားနိုင်လို့ကြိုးပြီးသတိပေးထားလိုက်ပါတယ်။ခါဝါကီကရှီကာမာရူတွေပါလို့ဂယူဆိုင်မှာမဟုတ်ဘူးဆိုတာကိုတီးရဲ့ခုတ်ကလည်းချက်ချင်းပြန်ပြီးဖို့ပြင်လိုက်ပြီးမြဲသူ့ရဲ့လက်သေးရကိုခါဝါကီကချုံပစ်လိုက်ပါတယ်ခါဝါကီရှင်းမှာဆိုရင်သုံးလို့မရတော့ပဲဟိုကာကဲကိုအန်ရီပေးလာမယ်ကောင်းတယ်ဗျသူ့ညီကိုတော့ခဏမပေးပဲအပြက်ရှင်းပြီးခဲ့တဲ့ခါဝါကီကသူ့ကိုလည်းအလုပ်ပေးမှမဟုတ်ဘူးဆိုတာခုတ်ကသဘောပေါက်လိုက်ပြီးလီမီတာရှိနေတဲ့သူ့ရဲ့လက်ရှိစွမ်းအားနေတာဆိုရင်အဆူဆူကြီးတစ်ပိုင်းဖြစ်နေတဲ့ခါဝါကီကိုရှင်းလိုက်ဖို့မလွယ်ဘူးဆိုတာကိုရဲမိသွားခဲ့ပါတယ်နယ်တူကသူ့သားမျက်လုံးပွင့်မလာတော့တဲ့အခြေအနေကိုလက်မခံနိုင်သေးပဲရှီကာမာတို့ကလည်းတက်နိုင်တယ်လို့စိတ်ကိုထိမှုသတိပေးနေပြီးသူတို့ကတိုက်ပွဲအတွင်းမှာပဲရှိနေသေးတဲ့အတွက်အခုအချိန်မှာအသာစီရနေတဲ့ခါဝါကီဘက်ကနေထူလိုက်ပြီးခုတ်ကိုအဆုံးသတ်ပြရမယ့်အကြောင်းပြောပြလိုက်ပါတယ်ဘိုလူတူကကိုယ်တိုင်ရွေးချယ်သွားရင်တော့သူကိုယ်တိုင်ကပိုကာကဲတယောက်ဖြစ်နေရင်တော့ဖေးတယောက်ပဲဖြစ်တဲ့အတွက်အခုချိန်မှာတော့ဘလုံးကသူ့စိတ်ကိုထိမှုမဖြစ်နိုင်ဘူးတစ်ဖက်မှာတိုက်ခိုက်နေတဲ့ခုတ်ကလည်းသူ့အမုန်းဆုံးခါဝါကီစီမှာမှရှုံးနေရတော့မှဖြစ်တဲ့အတွက်ကြံရမရဖြစ်သွားနေပါတယ်ခါဝါကီကတော့ဘာမှအများကြီးစဉ်းစားမနေပဲတတမများကိုကြည့်ရင်ဘသူ့ကိုမှခွင့်တော့မှမဟုတ်တဲ့အတွက်ခုတ်ကိုလည်းစိတ်ချရအောင်တစ်ခါလေးအပြက်ရှင်းပြလိုက်ပြီးပေပွဲမှုဖြစ်ပြီးရဲ့အချိန်မှာတော့ခါဝါကီကပြန်လွန်းထွက်လာတာကိုတွေ့လိုက်ရပါတယ်ဟုတ်ကအဲ့ဒီတိုင်းမှာဂိမ်းမုံကိုအချိန်မီဆွဲထုတ်နိုင်တဲ့ကြောင့်ခါဝါကီကသူ့ဆွမ်းနဲ့သူပြန်ထိသွားတာဖြစ်ပြီးသတိမေ့သွားတဲ့ခါဝါကီကိုအေးအေးဆေးဆေးပြန်ခေါ်သွားမယ်လို့ဟုတ်ကိုရှီကာမာရူကတားဆီးလိုက်ပါတယ်ကိုနိုဟာလာလူတွေလည်းမကြခင်ရောက်လာကြတော့မှဖြစ်လို့သူ့ရဲ့လက်ရှိတိုက်ပွဲပန်းထားတဲ့အခြေအနေနဲ့တာဆိုရင်မလွယ်လောက်ဘူးဆိုတာတီးရဲ့ခုတ်ကလည်းလီမီတာကိုဖယ်ထုတ်ဖို့ပဲအရင်ဆုံးကြိုးစားရတော့မယ်ဆိုတာကိုတီးရဲ့အတွက်အဲ့နေရာကနေချက်ချင်းပြန်ဆုတ်လာခဲ့လိုက်ပါတယ်ရှီကာမာရူကရွာရဲ့အကြံပေးတယောက်အနေနဲ့အန်ဒီရဲ့များလာပြီဖြစ်တဲ့ခါဝါကီကိုဘာဆက်လုပ်ရမလဲဘလို့အပြစ်ပေးရမလဲဆိုတာဆုံးဖြတ်ရမယ့်အကြောင်းပြောလိုက်ပြီးမယ်နယ်တူကတော့ခါဝါကီကချုံအောင်ထားဖို့လည်းမဟုတ်တယ်လို့ရွာကနေမောင်းထုတ်ဖို့လည်းမဟုတ်ပဲသူကဘရိုတိုရဲ့ညီကိုတယောက်ဖြစ်တဲ့ပြီးသူ့ရဲ့မိသားစုတွေတယောက်ဖြစ်တဲ့အကြောင်းခေါင်းမမာနဲ့ပြန်ပြောလိုက်ပါတယ်အဲကြောင့်ခါဝါကီကိုတခြားသူတွေရှုံချမဲ့အခြေအနေမှာမိသားစုဖြစ်တဲ့သူတို့ကဘေးနားမှာရှင်းနေပြီးမှရမယ်လို့ထပ်ပြောလိုက်တဲ့အတွက်အဲစကားကိုကြားလိုက်ရတဲ့ရှီကာမာရူကလည်းကိုယ့်ရဲ့သားကိုတတ်လိုက်တဲ့သူတယောက်ကိုတော့မိသားစုဝင်လို့တတ်မှတ်နေလုံးလားဆိုတဲ့အကြောင်းနဲ့ဘရိုတိုကတေသွားပြီလို့ထပ်သတိပေးလိုက်ပါတယ်လက်ရှိအချိန်မှာခံစားရဆုံးဖြစ်တဲ့နယ်ရီတူကတော့အဲစကားဆက်မပြောဖို့အော်ပြောလိုက်တဲ့အချိန်မှာပဲဘရိုတိုရဲ့လက်ကပြန်လှုပ်ရှားလာခဲ့ပြီးဘသူကတေသွားရတယ်လို့မေးလိုက်ပါတယ်ချက်ချင်းကြီးပါပြန်ထလာတာကြောင့်အိမ်မဆိုးကနေလန်နိုးသွားသလိုခံစားလိုက်ရတဲ့နယ်ရီတူလည်းသူ့ရဲ့မျက်ရည်ကိုမထိန်နိုင်တော့ပဲတစထိုးစိတ်ပူအောင်လုပ်တဲ့သားတော်မှန်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ရှင်ဘက်မှာအပေါက်တစ်ခုနဲ့ပွင့်ထွက်သွားတာကြောင့်ဘရိုတူကမသိပဲအဲ့နေရာမှာခါမအမတ်သားတစ်ခုရှိနေပြီးနောက်တစ်ခါအချိန်တွေရက်တန့်သွားတဲ့အခါမှာတော့မိုမိုရှိကီကိုထပ်တွေ့လိုက်ပါတယ်တခုလေတော့လက်ခံဖက်ဆယ်တွေကဆုံးရှုံးသွားရမယ်ဆိုရင်အီရှိကီဖြစ်ခဲ့တယ်လို့ပြစ်ဆုံးမဲ့လောကကနေသူ့ဝိညာဉ်ကပြတ်ကွက်သွားမှာဖြစ်လို့အဲ့လိုအဖြစ်မခံနိုင်တဲ့မိုမိုရှိကီကကိုဂျိုးအတွက်ဘရိုတိုအသက်ရှင်အောင်ပြန်ကယ်ပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဘရိုတိုရဲ့တန်ရာတွေကနှလုံးနဲ့အဆုတ်တွေမှာပျက်စီးသွားတာဖြစ်လို့အဲ့ဒါကိုပြန်လဲကုသပေးနိုင်မှုအတွက်မကြခင်သူပြန်လဲရှင်းတန်လာတော့မဲ့ဟာမာရဲ့လက်ကျန်ဒေတာ18ရာခိုင်နှုန်းကိုရွေးစရာမရှိတော့ပဲအတုံးချလိုက်ရတာဖြစ်ပြီးတနည်းအားဖြင့်သူပြန်လဲရှင်းတန်ရမယ့်ခန္ဓာကိုယ်အစိတ်ပိုင်းခါမာတွေကိုဘရိုတိုရဲ့တ िश ူးနေရာတွေမှာအစားထိုးပေးလိုက်ရတာဖြစ်ပါတယ်ပြန်လဲရှင်းတန်နိုင်မဲ့ဒေတာတွေကနေသူ့ရဲ့ဝိညာဉ်ဒီလောကကြီးမှာဆက်ရှိနေနိုင်လို့ဘရိုတိုကိုအပိတိုင်ပြုပေးလိုက်ရတာဖြစ်တဲ့အတွက်မိုမိုရှိကီပြောင်းဝင်စားလို့ရမယ့်အခြေအနေဆိုတာကလုံးဝဖြစ်လာတော့မှမဟုတ်ပေမဲ့လုံးလုံးလေးအိုဆူဆူကီတယောက်ဖြစ်သွားတဲ့ဘရိုတိုကတော့စင်မီကိုကျွေးဖို့ကောင်းကောင်းကြီးအရေးရှင်ပြည့်မိသွားတာကြောင့်အဲ့ဒီပြဿနာတွေကတော့ပြတ်ဝဲသွားမှာမဟုတ်တဲ့အကြောင်းမိုမိုရှိကီကပြောပြလိုက်ပါတယ်အဲ့ဒါတော့မှခုတ်ကိုစူတိုးရင်ဆိုင်မှုစူးစမ်းမယ်ဆိုရင်တော့လက်ကျန်ခါမာဒေတာ percentage လုံးဝမကျန်တော့တဲ့အတွက်ဘရိုတိုရဲ့ရှင်တန်မှုဆိုတာနောက်တစ်ချိန်မရှိနိုင်တော့ပဲဘရိုတိုကသတိရနေတဲ့အချိန်ဆိုရင် तू ကဝင်ချင်းချုပ်လို့ပဲရတော့မှာဖြစ်ပြီးတနည်းအားဖြင့်ခန္ဓာကိုယ်တစ်ခုလေးကိုနှစ်ယောက်မျှသုံးရတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်ဒါပေမဲ့ तू ပြောခဲ့တဲ့အပြာရောင်မျက်လုံးတွေကဘရိုတိုရဲ့ဘဝတွေကနေအရာရာကိုဆွဲထုတ်သွားလိမ့်မယ်ဆိုတဲ့အချက်ကတော့ပြောင်းလဲသွားမှာမဟုတ်ပဲအဲ့ဒါကဘယ်နည်းမှရောက်လာမယ်ဆိုတာကို तू ကိုယ်တိုင်လည်းမသိလို့ရင်ဆိုင်မှုအသိမြင်တာကိုပြောခဲ့လိုက်ပါတယ်